မင်္ဂလာပါရှင်ဒါကတော့ရွှေရင်းနှီးမြုပ်နှံသူတွေအတွက်ထိုင်းဘက်ကတင်ဆက်မှုဗီဒီယိုတစ်ခုကိုဗာရာပြန်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘတ်ငွေတွေဒေါ်လာစီးတွေနဲ့ပဲအဓိကထားပြောကြားသွားမှာဖြစ်ပါတယ်ကဲစလိုက်ရအောင်ပေါ့နော်မင်္ဂလာပါရှင်ရွှေရင်းနှီးမြုပ်နှံသူတွေအတွက်ဒီဘက်ကိုနားထောင်ပေးကြပါအောင်နော်အော်စရီကခုနတ်တဖွန်ရဲ့ပြောကြားချက်အရလက်ရှိရွှေဈေးဟာကာလတူမှာအမေရိကန်ဗဟိုဘဏ် Fed ရဲ့အတိုးနှုန်းတိုးမြင့်မှုဖိအားကြောင့်ကျဆင်းနေဆဲဖြစ်ပါတယ်ဒါပေမဲ့ရေရှည်မှာတော့ Fed ကအတိုးနှုန်းကိုတစ်ကြိမ်နှစ်ကြိမ်လောက်ထက်တိုးပြီးရင်ရွှေဈေးကပြန်လဲဥမော့လာပြီးအတက်ဘက်ကိုပြန်လဲဥတီလာမှာဖြစ်ပါတယ်။ဒါဆိုရင်အခုချိန်မှာဘယ်လိုလုပ်ကြမလဲ။ရွှေဈေးကိုပထမဆုံးဒေါ်လာ4020အဆင့်ကိုကြည့်ရပါမယ်။ထိုင်းဘတ်ငွေအနေနဲ့ဆိုရင်6300ဘတ်ဝန်းကျင်ဒါပေမဲ့အကယ်၍နိုင်ငံတကာ Gold Spot ဈေးဟာဒေါ်လာ3940ဝန်းကျင်အထိကျဆင်းသွားခဲ့ရင်တော့ဒါဟာရွှေကိုပြန်လဲစုဆောင်ဝယ်ယူဖို့အခွင့်အလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ဘတ်ငွေအားဖြင့်တော့6300ဘတ်ဝန်းကျင်မှာရှိနေမှာပါ။နောက်ထပ်အဆင့်တစ်ခုဖြစ်တဲ့ဒေါ်လာ3850အထိထပ်မံကျဆင်းသွားခဲ့ရင်တော့ဘတ်ငွေ6200ကနေ6100အထက်ဝန်းကျင်အထိရောက်ရှိသွားမှာဖြစ်ပြီးဒါဟာလေရွှေဝယ်ယူစုဆောင်ဖို့အခွင့်အလမ်းတစ်ရက်ပါပဲဈေးအမြင့်ဆုံးမှာဝယ်ထားမိလို့အခြေအနေမလှဘူးလို့ပြောကြတဲ့ယင်းနှီးမြုပ်နှံသူတွေဘတ်9000အထက်ဒါမှမဟုတ်ဒေါ်လာ9000နီးပါးလောက်မှာဝယ်ထားမိသူတွေဘာလို့တင့်တယ်လဲခုနတ်ရဲ့အကြံပြုချက်ကတော့တင်တို့အတွက်အခွင့်အလမ်းရှိပါသေးတယ်ရွှေဈေးဟာတပတ်သားကိုဘတ်6000အစပိုင်းဒါမှမဟုတ်ဘတ်9900အထက်ဝန်းကျင်အထိကျဆင်းလာခဲ့ရင်တော့ထပ်မံဝယ်ယူစုဆောင်ပြီးပြန်မျှစေးညှိယူတင်ပါတယ် average down ပေါ့နော်ဒါဆိုရင်တင်ဝယ်ထားတဲ့ပြန်မျှစေးဟာအမြင့်ဆုံးအဆင့်ကနေအလက်တို့မဟုတ်အောက်ဘက်အဆင့်အထိလျော့ကျသွားမှာဖြစ်ပါတယ်ရှင်ဒါကတော့ခွန်နတ်တဖွန်ထိုင်းကရွှေဈေးနဲ့ပတ်သက်ပြီးတော့မှအကြံပြုတဲ့ရွှေဈေးအကြံပြုတဲ့သူတယောက်ရဲ့ဗီဒီယိုကိုဗာရာပြန်တင်ဆက်ပေးထားတာဖြစ်ပါတယ်ဗီဒီယိုကြည့်ပြီးတော့မှကြိုက်နေတာပဲဖြစ်ဖြစ်ဆွေးနွေးချင်တာပဲဖြစ်ဖြစ် comment မှာမှန်သွားလို့ရပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်